Whatever. Let me get you treatment. Alright, wait. There it is. There you go. That was fucking weird. Okay. ရုတ်တရက်ကြီးအန်ဆွဲကသူ့လိုပွင့်လာပြီးအိတ်ခမ်းတကားကလည်းသူ့ဘာသာသူပိတ်သွားခဲ့ပါတယ်။အဲ့လိုဖြစ်ပြီးနောက်တစ်ရက်မှာတော့အပေါ်ထက်မှာအတန်နေကြားလာလို့သူကအပေါ်သွားပြီးစစ်ဆေးခဲ့ပါတယ်။ Kulay na ko pula. Ayan, kaya. Saan galing? Ang galing doon sa mga ito sa may Maligaya Street yan. Yan ang mabuti sa mga lang ito. Ang dami. Ano yung glitch doon? Sira yung CCTV natin. Kasi kay Sanchez yung CCTV bakit ito? Tingnan ng bangka. ဖိလစ်ပိုင်ကရိုက်ကူမိရဲ့ CCTV ဗီဒီယိုတစ်ခုမှာအနီရောင်ဂျာကင်ဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကလမ်းလျှောက်နေစဉ်သူမရဲ့ခေါင်းပိုင်းကပျောက်ကွယ်သွားပြီးဖောက်ထွင်းမြင်နေရပါတယ်။ဖိလစ်ပိုင်ရဲ့ယူဆအရတပ်ပုံဒါမှမဟုတ်ဗီဒီယိုတစ်ခုထဲမှာလူတစ်ယောက်ကခေါင်းမပါဘဲနဲ့ပေါ်နေရဆိုရင်မကြခင်မှာအသက်တည်ဆုံးတော့မယ့်နမိတ်လို့ဆိုပါတယ်။နောက်ပိုင်းဖြစ်ခဲ့တဲ့အရာကတော့တကယ်ပဲကြောက်စရာကောင်းခဲ့ပါတယ်။ Bilis. Ayun, nawalan ng pwede. မနေ့ပိုင်းကြာမှာအဲ့ဒီအမျိုးသမီးဟာတစီတိုက်မိပြီးကွယ်လွန်သွားခဲ့ပါတယ်။ဒီဗီဒီယိုကဖိလစ်ပိုင်မှာအရန်ကိုနာမည်ကြီးခဲ့ပြီးတချို့ကတော့သူတို့ရဲ့အယူဆတွေကမှန်ကန်ကြောင်းမယုံကြည်လူတချို့ကတော့ဒါဟာကင်မရာရဲ့ချိုးရင်းချက်တာဖြစ်ကြောင်းနဲ့တိုက်ဆိုင်မှုတာဖြစ်ကြောင်းကိုအငင်းခုန်လုပ်ခဲ့ကြပါတယ်။ Vengan a ver un poquito. ¿Vamos? Bueno, estamos en interiores de la morgue del Hospital de Clínicas, pues y las condiciones en las que se son complicadas. Les invito a que vean estas imágenes. Se siente un olor. စွန့်ပစ်ထားတဲ့ရင်ခွဲရုံတစ်ခုထဲမှာသတင်းလောက်တစ်ယောက်ကဓာတ်ရိုက်ထုတ်လွှင့်နေစဉ်အခန်းတကားကအလွန်လှုပ်ရှားလာပြီးတကားပွင့်သွားခဲ့ပါတယ်။သတင်းလောက်ကလည်းဒါကိုတတိထားခဲ့ပေမဲ့ဓာတ်ရိုက်ထုတ်လွှင့်နေရကြောင်းသူ့ရဲ့ကြောက်စိတ်ကိုဖုံးကွယ်ပြီးသတင်းဆက်လက်တင်ပြခဲ့ပါတယ်။ဒါပေမဲ့ Invito a que vean estas imágenes. နောက်ပိုင်းမှာတော့သတင်းလောက်ကအဲ့ဒီအချိန်တုန်းကသူကချက်သိမ်းနေထနေခဲ့ပြီးသူ့ဘဝမှာဒါခြောက်ခြားစရာအကောင်းဆုံးဖြစ်ရတစ်ခုပဲလို့ပြောပြခဲ့ပါတယ်။အမျိုးသမီးတယောက်ကညဘက်ထူးထူးဆန်းဆန်းအတန်တွေကိုနေ့တိုင်းကြားနေရတာကြောင့် CCTV ပြန်ကြည့်မိတဲ့အခါမှာထူးဆန်းတဲ့လူကြီးတစ်ခုက
တော့ခတ်ထားတဲ့ချန်စီယိုတကားကိုဘာမှမရှိတလို့မျိုးဖောက်ထွင်းဝင်ရောက်လာပြီးအိမ်ဘက်ကိုရှောက်လာတာကိုမြင်ခဲ့ရပါတယ်။အဲ့ဒီအရာကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။တကားကိုတော့ခတ်ထားခဲ့ရပါလို့အဲ့ဒီမျိုးသမီးကအခိုင်အမာပြောကြားခဲ့ပါတယ်။လူရိတ်ကအဲ့ဒီတကားကိုဘယ်လိုနည်းနဲ့ဖျက်ဆီးသွားနိုင်ခဲ့လဲဆိုတာကိုသူဘယ်လုံးမှစဉ်းစားလို့မရပါဘူး။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီဗီဒီယိုထဲကလူသားအစ်စ်တယောက်မဟုတ်နိုင်ဘူးလို့တော့လူတွေကမှတ်ချက်ပေးကြပါတယ်။ Hello? Hannah တယောက်တည်းအိမ်မှာရှိနေပြီးညစာစားပြီးနောက်အိမ်ခန်းထဲမှာဖုန်းကြည့်နေစဉ်တွေးပြစရာကိစ္စတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ရုတ်တရက်တသားချက်မြင်မောကနေတယောက်ယောက်ကအตาရောက်ရှောက်လာလိုမျိုးတက်ချီချီနဲ့အတန်းမြည်လာပါတယ်။သူမရဲ့ခွေးကတခုခုမှနေပြီဆိုတာကိုသိပြီးအရင်ထပ်ပို့ပြီးရန်လိုတဲ့အတန်နဲ့ချဲချဲလောင်လောင်ဟောင်ပါတော့တယ်။ Hannah ကအချိန်တွေကိုစစ်ဆေးဖို့လေကားနားကိုတဖြည်းဖြည်းချင်းတိုးရတဲ့အခါမှာတော့လေကားပေါ်ကနေဝုန်းလိုက်ချင်းပြေးဆင်းလာတဲ့ခြေတံတွေကိုကြားလိုက်ရပါတယ်။အဲ့ဒီအခါမှာတော့သူမလည်းအလန့်တကြားဖြစ်ပြီးအိမ်ကြီးကိုချက်ချင်းပြေးထွက်သွားခဲ့ပါတော့တယ်။ Hannah ရဲ့ social media မှာမျှဝေထားခဲ့ရတော့အဲ့ဒီညကအိမ်မှာကျမတယောက်တည်းရှိနေရပါ။မိဘတွေကပြန်မလာသေးလို့တယောက်တည်းညစာစားနေပြီးဖုန်းချိနေတဲ့ချိန်တွင်းမှာဒီလိုဖြစ်ပျက်ခဲ့ရပါ။အတန်ကိုတော့ကြားရပေမဲ့အကောင့်ထဲကိုတော့ကျမမမြင်ခဲ့ရဘူး။အစကတော့ခြေတန်းလို့ဘာလွန်လို့နဲ့ကြားနေရတာနောက်ပြီးဝုန်းတိုင်းပြေးဆင်းလာတဲ့အတန်ကြတော့ကျမလည်းမနေနိုင်ပဲထွက်ပြေးခဲ့ရတယ်ဆိုပြီးသူမရဲ့ social media မှာရေးသားဖော်ပြထားခဲ့ပါတယ် I just got finished checking my full apartment. I just found out. Oh my god! I just found out you can connect your camera to your computer that doesn't have a webcam, and you can use your phone as a camera. Okay, so I was on the photo booth app. I was just like, okay, let me play around with the app and use this in forever. And oh my god, I'm so fucking scared. I was taking the photos, whatever, and I was looking back at them and I saw that there's this black line, and it's because my cabinet opened a little bit, and I went to the next one, and I don't even know why this is like lit up back here. You know, this is like the thermal photo thing, and it's like lit up. So I kept going to the next one, and I swear I freaked out because one, I don't know how it opened, but two, I swear that's like a face right there. Like it's literally like I don't understand like what that could be. Like it's literally a face, and I'm like I'm freaking out right now. And the next one, like the computer started glitching, so it took, I don't know what this is, and then I took a photo. When I realized it just like snapped the photo automatically, but I swear that's, and I've already checked, I checked my whole apartment, and this I thought maybe it was up this because this is black up here, but it was on the second shelf. Like it was not up, it was right here, and there's nothing that looks anything remotely like that. Like it's so, I don't understand. I don't know if I'm overreacting or I don't know what to do. Like I swear that's a face. လူငယ်တယောက်ကအိမ်တစ်ပြောင်းလာပြီးနောက် application နဲ့ဓာတ်ပုံရရကနေနောက်ပိုင်းမှာဓာတ်ပုံတွေကိုပြန်ကြည့်တဲ့အခါမိဖို့တောင်ရဲ့ဗီဒီယိုကားတစ်ခုကတူ့လိုဖြည်းဖြည်းချင်းပွင့်သွားတာကိုတတိထားမိခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုတကယ်ပဲဖိလန်သွားစေတဲ့အရာကတော့ခဏအကြာမှပဲအဲ့ဒီဗီဒီယိုထဲကနေသူ့ကိုတိတ်တိတ်ကြီးစိုက်ကြည့်နေတဲ့ကြောက်မက်ဖွယ်ရာမျက်နှာကြီးတစ်ခုကိုမြင်တွေ့ခဲ့ရတာပါပဲ။ The water in my tub turning on and off and on and off. Go on for a few minutes. I'm gonna go see what's going on. It's going on for a few minutes now.
Oh, shit. Oh, my shot glasses. Oh, fuck this. အခုလိုကြောက်မက်ဖွယ်ရာညာကြီးကိုသူတွေ့ကြုံခဲ့ပြီးရဲ့နောက်မှာတော့သူကိုယ်တိုင်လည်းဘာတွေဖြစ်နေလဲဆိုတာကိုအဖြေရှာခြင်းခဲ့ရကြောင်းကင်မရာအသေးလေးတစ်ခုကိုတက်ဆင်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ် update you guys on my haunted apartment and the stuff that's been going on. Things have been getting increasingly worse, and recently it's been really active at night while I sleep. I've been waking up with a lot of bruises and scratches, usually around my neck, some around my stomach, and because of it, my friends and I placed these little cameras around my apartment, and essentially the cameras start recording when it catches movement. So they're running 24 hours a day all around my apartment, and when movement is caught, it starts recording, and then you're able to play it back. So we're hoping to get some more stuff on tape. ။အမျိုးသားကမနက်3 နာရီခန့်မှာမမြင်ရတဲ့တစုံတရာစီကနေခြေထောက်ကိုဆွဲချခံလိုက်ရပါတယ်။တချို့လူတွေကတော့ဒါနတ်ဆိုးပဲဖြစ်နေတာကြောင့်အသက်အန္တရာယ်ရှိနေတာကြောင့်အိမ်ကနေအမြင့်ဆုံးထွက်သွားဖို့တိုက်တွန်းခဲ့ကြပါတယ်။ဒီဗီဒီယိုရဲ့အမျက်နှာကတကယ်အစ်စ်လားဒါမှမဟုတ်လူကျန်ထားလားဆိုတော့ကျွန်တော်တို့လည်းမသိနိုင်ပါဘူး။ခင်ဗျားတို့ရောဘယ်လိုထင်လဲ။